တခါတရံကြရင်လူတွေကစာလုပ်ဖို့နဲ့အလုပ်လုပ်ဖို့ကို motivation လို့ခေါ်တဲ့စိတ်သက်ခွန်အားတွေလိုတတ်ကြတယ် motivation လို့ရင်အများစုက YouTube ကိုသွားပြီးတော့ vlogger တွေရဲ့စကားတွေနားထောင်နေကို inspire ယူထားတဲ့ဆရာကြီးဆရာမကြီးတွေရဲ့ဟောပြောပွဲတွေကိုနားထောင်နေစာအုပ်စာပေတွေလေ့လာကြတယ်အခုကျမပြောပြမယ်နီလန်းလေးကိုသာတိသွားရင်ဒီစကားလေးကိုသာအုံနောက်ထဲနဲ့စိတ်ထဲကိုတက်တက်လုံးဆွဲနေအောင်မှတ်ထားခဲ့ရင် motivation သွားနားထောင်စရာမလိုပဲနဲ့အမြဲတမ်းနေ့ရက်တိုင်းမပြင်းမဲ့နဲ့အလုပ်ဖြစ်သွားလိမ့်မယ်ကိုလုပ်ရမယ့်အရာတွေကိုပြင်းနေပြီးတော့အချိန်တွေရွှေ့နေတယ်ရက်တွေရွှေ့နေတယ်ဒီနေ့လုပ်ရမှာဒီနေ့မလုပ်ဘူးအခုလုပ်လို့ရတာအခုမလုပ်ဘဲနဲ့နေပြောင်းနေနေခင်းပြောင်းနေနောက်ရက်တွေပြောင်းနေအဲ့လိုအချိန်တွေရွှေ့နေတာကိုရက်လိုက်ပြီးတော့ဒီတစ်နေ့တာလုံးမှာအရေးကြီးဆုံးအရာကဘာလဲ important matter ကိုယ့်ဘာသာကိုဆုံးဖြတ် important matter ကိုသိပြီဆိုရင်အဲ့ဒါလုံးဝ priority လုပ်ရမယ့်အရာပဲပထမဦးစားပေးအနေနဲ့လုပ်ရမယ့်အရာပဲပြီးရင်နောက်တစ်ချက်ကချက်ချင်းစလုပ်အလုံးလုံးမဲ့ဇပွဲကိုထိုင်တာမျိုးစာကြည့်မဲ့ဇပွဲကိုထိုင်တာမျိုးချက်ချင်းစထိုင်ပြီးတော့ချက်ချင်းအချိန်သတ်မှတ်ပြီးတော့စာလုပ်ပါအလုံးလုပ်ပါအရေးကြီးတဲ့အရာကိုသိလိုက်ပြီးဆိုတာနဲ့တပြိုင်နက်တည်းအုံနောက်ကနေပြီးတော့ခန္ဓာကိုယ်ခိုင်းလိုက်တယ်အဲ့တော့အုံနောက်ရဲ့စိတ်ရဲ့ကခန္ဓာကိုယ်ခိုင်းလိုက်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအလုပ်ကိုဇက်တိုက် edited ဆွဲလန်းပြီးတော့ဆက်တိုက်လှုပ်ဖြစ်သွားတယ်အလုပ်ဆက်တိုက်လှုပ်ဖြစ်သွားလို့ရှိရင်နားဖို့တောင်မှမိနေတတ်တယ်အဲ့လိုစလုပ်ရင်းနဲ့ဆက်တိုက်လှုပ်ဖြစ်သွားတယ်ဆက်တိုက်လှုပ်ဖြစ်ရင်လည်းအလုပ်ကဝက်တန်းဖြစ်သွားပေါ့ကိုလုံးမဲ့လုပ်တွေကတဖြည်းဖြည်းနဲ့ပြီးသွားတယ်အလုံးမပြီးတဲ့အတွက်ကြောင့်မို့လို့စိတ်ဖိစီးမှုဆိုတဲ့ stress တွေရှိတာအလုံးသာပြီးသွားပြီဆိုရင်စိတ်ဖိစီးမှုဆိုတဲ့ stress ကမရှိတော့ဘူးကိုလုံးရမယ့်အလုပ်တွေမပြီးရင်သာလူကစိတ်ညစ်ပြီးတော့စိတ်ဖိစီးမှုလို့ခေါ်တဲ့ stress တွေပြည့်လာတာ stress တွေကငါလုံးမပြီးသေးဘူးဆိုတဲ့စိတ်ဖိစီးမှုတွေဖြစ်လာကိုလုံးရမယ့်အလုပ်တွေဒါတဖြည်းဖြည်းချင်းနဲ့ပြီးလူနီးပါနောက်ဆုံးပြီးအောင်ထိလှုပ်လိုက်နိုင်ပြီဆိုရင်တော့ကို့မှာပျော်ရွှင်ခြင်းဒိုဖာမင်းတွေအများကြီးထွက်လာတယ်။အဲ့ဒါကြောင့်မို့လို့ကိုလုံးရမယ့်အရာကိုချက်ချင်းစလုပ်တဲ့အလေးကျင့်ကိုလှုပ်လိုက်ပြီဆိုလို့ရှိရင်အလုပ်လဲလှုပ်ဖြစ်သွားမယ်။စာလဲလှုပ်ဖြစ်သွားမယ်။ဒါကြောင့်ကိုတက်လုံးမှတ်ထားရမယ်စိတ်တဲ့ခွန်အားကကို့အတွက်အရေးကြီးဆုံးအရာတွေကိုပဲအခုချက်ချင်းလို့လက်တွေ့ပြစ္ဆုတ်ပံမှာလို့အရေးကြီးတဲ့အရာကိုသိပြီဆိုရင်ပထမဦးစားပေးနေရာမှာထားပြီးပထမဦးဆုံးလို့နောက်ပြီးရင်ကိုလုံးရမယ့်အရာကိုသိပြီဆိုတာနဲ့ချက်ချင်းထားလို့အဲ့ဒါဆိုရင် motivation လည်းမလိုတော့ဘဲနဲ့နေ့ရက်တိုင်းကအလုံးစားလုပ်ဖြစ်လိမ့်မယ်အလုံးစားလုပ်ဖြစ်တဲ့အတွက်ဆက်တိုက်လုပ်ဖြစ်သွားမယ်ဆက်တိုက်လုပ်ဖြစ်သွားတဲ့အတွက်ကိုယ့်ရဲ့လုပ်ရမယ့်အလုပ်တွေပြီးသွားတယ်ကိုယ့်ရဲ့အလုပ်တွေပြီးသွားတဲ့အတွက်ကြောင့်မို့လို့စိတ်ဖိစီးမှုတွေရော့ကြပြီးတော့ပျော်ရွှင်မှုဆိုတာရလာမယ်အခုဒီအကြောင်းအရာလေးကအားလုံးတို့အသုံးဝင်မယ်ထင်လို့ sharing လုပ်ပေးတာပါနားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် bye bye